ကိုကြီးဘာလုံးလဲတော့ မင်းတို့ကကွာ ခေးရနောက်မှာဆိုရေချိုးမချင်ရောက်ဒီခေးအဲ့ဒီ မင်းကတော့မှဆုံးတယ်ကွာ မရပါဘူးဒီခေးနောက်မှာစော့လေရပါအေး ဘူးလို့ဘူးလို့ ဟုတ်ပြီတက်မနဲ့လို့ဒီခေးကြီးစော့နေလို့ရပါရေချိုးမှာပြန်စော့နော် ဘူး လာပါလိမ့်မှာပါတယ်လားနော်အဲ့ဒီချိုးဒီရေချိုးဖို့ဆိုတာပြောနေတာဒီကိုတယောက်ရတော့ဆိုချိုး ဘုရားကြီးနေချို့တော့ဘောတော့ ကိုကြီးရတယ်ဗျာကိုကြီးကလူကကြီးနေတာပါဒီတော့တော့ကြီးတော့ရှက်နေပါနဲ့ဒီကိုကြီးရှက်စရာမဟုတ် ဒီမှာကောအမရှင့်ကိုလောက်ပုံကောင်းသေးရဲ့လား ဟုတ်ဗျာမခင်မြကြောက်ကဘာလို့လို့လဲ ဘာဖြစ်ရမှာလဲမနက်ကရှင့်ကိုကကျမရဲ့ညီမကိုလေလက်ကလေးထောင်ပြတယ်ပြီးတော့မဖွဲမြားလေးလောက်ပြတယ်ရှင့်ကိုကျမတရားဆွဲမှာနော် ဩမခင်မြရတယ်ဗျာသိတဲ့အတိုင်းပဲကြောက်ကသိပြီးကြက်ပြရတယ်မဟုတ်ဘူးဒီတိုင်းပဲအပျော်သဘောတွေလိုက်ပြီးလုပ်ပြနေမှာဗျာဘာစိတ်ညာစိတ်တစ်စိတ်မှမရှိပါဘူးဗျာခွင့်လို့လိုက်ပါ ဘာကိုကလေးစိတ်ရမှာလဲသူ့အသက်က40ကျော်နေပြီလေ တို့ရဲဘူးဘာနဲ့တာငါနဲ့ ဟောတွေ့ ပြင်နိုင်မှာ ခုတော့သူပြောနေတာလေပြောနေတာသူအသက်ကြီးတယ်ဆိုမှတစ်စစ်တော့ပဲရှိတာခမရောက်ကျွန်တော်တက်တည်ပြရမှာလားဗျာ ပြလေတက်တယ်ပြမဟုတ်လို့တော့ရှင်တို့ညီကိုညာလုံးကျမတရားဆွဲပြီးထောင်ချပြင်မယ်နော် ဩဒုက္ခပါပဲခမရတက်တည်ပြမှာဟုတ်ရ ရမှာပေါ့ ကိုကြီးကိုကြီးကလေးစိတ်ပဲရှိတာတစ်စစ်သေးတော့ပဲရှိတော့ပြရစမ်းပါဗျာ ဟုတ်မှာ ရှင်တို့ညီကိုညာလုံးလေကျမအခုချက်ချင်းရဲစကန်ကိုထောက်တိုင်းတရားဆွဲပြင်မယ် ဟုတ်ပါဘူးမတော်မှာကတကယ်ရရပါပြီပါဒီဘောကွာဒီစစ်သေးတော့ရှိတဲ့ဟာကိုမြင်ပြီးတော့လန့်သွားဟာအမေချုပ်ကြလေတော့လွင့်ရသွားပြီဝဲရမှာမလားဒုက္ခဟာမတောက်တယ်ဟာကိုလန့်တယ်မှာဗျာကိုမင်းဟာကဟိုအစင်းကြီးကနေဘလို့ဟိုခဲဒီစင်းဒီရောက်သွားတာလေ ဟိုစစ်တော့ ဟာဘာသိတော့တော့ ကျေးစီ ကျေးစီးရပါတော့ ကြီးရ ဟာဘာလို့ရှောက်ပြီးတော့နေရတော့အဲ့ဒါသိတတ်တာ ဒီကွန်းရဆန်းဦးမင်းเนี่ยเนี่ยအတူရဲ့လူကြီးပြစ်ချင်လားတဲ့ပြစ်ချင်တယ်လို့ပြောလိုက်အဲ့ဒါဦးလေးတောင်းနေကြဆေးရှိတယ်တဲ့တောင်းမလားတောင်းမယ်တောင်းတယ်အဲ့လိုမျိုးကြီးတော့ ဟာဦးမင်းကွာသူ့ဘာသူမိမလိုက်စားလို့တောက်ရင်လည်းတောက်ပေါ့ဘာမှနားမလဲကြက်မကြည့်တဲ့ငါ့ကိုမအစိတ်တိုက်ရတယ်လို့ကွာဒါဆိုတော့တောက်မှာဗျာ ပြောတော့ တောက်မပြီးတော့မှာပေါ့ဟုတ်ဗျာဆဲသွားတော့မှာလေ နားလို့လေ咩ကြီးစိတ်ပဲရှိတာတဲ့ကြီးစိတ်ကမရှိဘူးတဲ့ကိုရထမ်းတော့ချင်တော့ ဟာကိုရရဲ့ညီပြောอ่ะကိုရတိုက်ဖို့မဟုတ်ဘူးလေညီလေးတောက်မလို့ဘောကိုရရဲ့ကိုရအောင်ကြီးတယ်မညီလေးကြီးနေတာဟော 你也听人讲听。哎呦我的妈！